Hello အားလုံးပဲမင်္ဂလာပါရှင်။မေလေးရဲ့ဖိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာကျတော့မေလေးကညစာအဖြစ်ဝက်ကောင်းတုပ်ချစ်ချင်းဆက်ဆက်လေးတုပ်စားဖြစ်လို့တုံးလေးကိုလာမျှဝေပေးပါတယ်ရှင်။ပထမဦးဆုံးအိုးတစ်လုံးလေးကိုဝက်ကောင်းပြုတ်ရန်အတွက်ရေထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ရေစစ်သက်ဆင်ထားတဲ့ဝက်သားလေးတွေကိုထည့်ပေးလိုက်ပါမယ်။ညနံလေးတွေတက်တာစေဖို့အတွက်ချင်းပြားလေးကိုလည်း2ပြားလောက်ထည့်ပေးလိုက်ပါမယ်ပြီးတော့နနံပင်အမြင့်ကလေးကိုလည်းမပြစ်ဖက်နဲ့မေရတီအပြုတ်သေးလေးတွေကိုထည့်ပြုတ်ပေးလိုက်ပါတယ်ပြီးရင်တော့အရသာတက်ကကြတော့ပဲငံပြားရီအကျင်းနဲ့ပဲငံပြားရီအနောက်တို့ထည့်ထားပါတယ်ပြီးတော့ကြတားမုံနှဲငယ်နဲ့တခြားလေးနှဲငယ်ထည့်မယ်မြုပ်ကောင်းမုံနှဲငယ်လေးထည့်ပြီးတော့အုပ်ဖုံးလေးအုပ်ပြီးတော့ဝတ်သားလေးတွေနူးတွေထိပြုတ်ထားပေးလိုက်ပါမယ်ဝတ်သားပြုတ်ထားတော့မေလေးတို့သူ့ထဲမှာထည့်မယ်ပါဝင်ပစ္စည်းလေးတွေကိုပြင်ဆင်ပေးလိုက်ပါမယ်။ကော်ဖီထုတ်အနှဲငယ်ကိုလည်းပပလေးလာပြီးတော့လှီထားပေးလိုက်ပါမယ်။အတုပ်ထဲမှာကျတော့တခြားမိမိကြိုက်တဲ့ပစ္စည်းလေးတွေရှိရင်လည်းထည့်နိုင်ပါတယ်။တခွားလေးကိုလည်းမေလေးတို့မိမိကြိုက်တဲ့လောက်လေးပေါ့နော်ပပလေးလှီပြီးတော့ထည့်ပေးလိုက်ပါမယ်။ပြီးပြီဆိုရင်တော့နနပင်သပင်စာကိုလည်းမေလေးကပပလေးတွေလှီထားပေးလိုက်ပါတယ်။ဒီနေရာမှာ6ရက်တည်းရှိတယ်ဆိုရင်လည်း6ရက်လေးထည့်မယ်ဆိုရင်လည်းပုံမွေးပါတယ်။ပြီးရင်မေလေးကကြက်တနေတစ်လုံးကိုလည်းပပလေးလှီထားပေးလိုက်ပါတယ်။ပြီးရင်တော့မေလေးကခရမ်းချီတီတစ်လုံးကိုလည်းပပလေးလှီထားပေးလိုက်ပါတယ်ရှင်။ကဲမေလေးတို့ပြုတ်ထားတဲ့ဝတ်သားလေးကလည်းကြက်ပြီးဆိုရင်တော့ဆဲထုတ်ပြီးတော့အေးခံထားပေးလိုက်ပါမယ်အေးလာပြီဆိုမှအခုလိုမျိုးလေးအတုံးလေးတွေလှီထားပေးလိုက်ပါမယ်ဝက်ကောင်းဆိုပေမဲ့မေလေးကတော့1ရက်ကိုပဲတုံထားပါတယ်သူကထုလေးနဲ့စားလို့အရင်ကောင်းတယ်ပေါ့နော်ကဲအခုဆိုရင်တော့မေလေးတို့ပါဝင်ပစ္စည်းတွေအားလုံးပြင်ဆင်လို့ပြီးသွားပြီဆိုရင်တော့အတုပ်စားတုပ်ပေးလိုက်ပါမယ်ပပလှီထားတဲ့ကော်ဖီလေးထည့်ပေးလိုက်မယ်ခရမ်းကျင်တီထည့်မယ်ပြီးရင်တခွားလေးထည့်ပေးလိုက်ပါမယ်။ကြက်တွနီပပလေးထားတာလေးထည့်မယ်။ဝတ်သားလေးတွေထည့်ပေးလိုက်ပါမယ်။ပြီးတော့နနံပင်လေးနဲ့ငယ်ထည့်ပေးပါမယ်။ဒီနေရာမှာ6ရက်လေးထည့်ပေးမယ်ဆိုရင်ပိုမွေးပြီးတော့ပိုစားကောင်းပါတယ်။ပြီးရင်တော့ပဲမုံအကျက်ထည့်မယ်။ငရုတ်လေးချက်မုံထည့်မယ်။မကြီးမဲ့ရည်ထည့်မယ်။ပြီးတော့ချုံမုံနဲ့ငယ်ထည့်မယ်။ငံပြားရည်ထည့်ပေးလိုက်ပါမယ်။ကြက်တွန်ပြိုးစီချက်မှုမွေးလေးထည့်ပေးလိုက်မယ်။နှမ်းရတာလေးပိုမွေးသွားအောင်ပန်းမြားလေး2စိမ့်လောက်ထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့အားလုံးကိုနှံ့သွားအောင်မွေးထားပေးလိုက်ပါမယ်ရှင်။ဒီတုပ်ကလေးကအရန်ရိုးရှင်းပေမဲ့သမင်းပူလေးနဲ့စားမယ်ဆိုရင်အရန်ကိုစားလို့မိန်ပါတယ်။ကဲမေလေးတို့အားလုံးနှံ့သွားပြီးတော့အရသာလည်းဆင်ပြေပြီဆိုရင်တော့မေလေးတို့ဝက်ကောင်းတုပ်လေးရတော့စားဖို့အဆင်ပြေဖြစ်ပါပြီရှင်။လုံလေးလေးကဆိုအရန်ကိုလွယ်ကူရိုးရှင်းပြီးတော့သမင်းပူလေးနဲ့စားမယ်ဆိုရင်လည်းသမင်းစားလို့အရန်ကိုမိန်စေတဲ့အတုပ်တစ်မျိုးဖြစ်လို့အကြိုက်ချင်းတူတွေအတွက်လိုက်လို့စားလို့ရအောင်မေလေးကဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်။ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะမေလေးရဲ့နောက်ထပ်ဗီဒီယိုလေးကိုလည်းဆက်လက်အားပေးပါအောင်လို့မေလေးကတောင်းဆိုချင်ပါတယ်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆုံမယ်เนาะအားလုံးပဲ bye bye